မင်္ဂလာပါဆရာမတို့မင်္ဂလာပါကျွန်တော်နောက်ဆုံးရေးလိုက်တဲ့စာအုပ် Theory and Exam Hybrid ပေါ့လေကဲဒီစာအုပ်မှာကျွန်တော်2024-2025 Past Paper နှစ်နှစ်စာတူစုပြုတာတယ်နော် Past Paper တွေကိုတူရာ Theory အကြောင်းအရာအလိုက်ပေါ့ Section အလိုက်ကျွန်တော်တို့အုပ်စုခွဲထားတယ်ပြီးတော့ဒီနှစ်နှစ်မှာမေးခဲ့တဲ့မေးခွန်းဟောင်းတွေကိုကျွန်တော်အခြေခံပြီးတော့လေ့လာသုံးသပ်ပြီးတော့နော် textbook ထဲမှာပါတဲ့စာကြောင်းတွေကိုဘလို့နေရာတွေမေးလာနိုင်လဲဒါတွေကိုကျွန်တော် complement လုပ်ထားတယ်နော်ကဲအဲ့ဒါကိုကျွန်တော် highlight လုပ်ထားတယ်အဲ့တော့ကျွန်တော်ဒီစာအုပ်လေ့လာရင်းနဲ့လည်းဘလို့လေးတွေ highlight လုပ်ထားလဲဆိုတာသိအောင်ကျွန်တော်ဒီမှာပထမဆုံး chapter 1 ရဲ့အစကိုကျွန်တော်ကြည့်မယ်နော်chapter 1အားလုံးသိတဲ့ chemical bonding and intermolecular forces introduction မှာatoms of elements are rarely found by themselves in nature ကျွန်တော် elements တွေနဲ့ပတ်သက်ပြီးတော့သူတို့ atom အတိုင်းတွေ့ရဖို့က rarely ခဲရင်းတယ်เนาะကဲကျွန်တော်နည်းနည်းဘေးမှာရေးပြလာတယ်เนาะစာအုပ်ဖတ်ရင်လည်းလောလောကူကူဖြစ်အောင်ရေးပြလာတယ်ကျွန်တော်ဗီဒီယိုမှာလည်းရှင်းပြမယ်เนาะကဲဆိုလိုတာပြကျွန်တော် hydrogen atom မော့တနေရာထဲမှာ hydrogen atom နှလုံးhydrogen atom အတိုင်းတွေ့ရဖို့ခဲရင်းတယ်ဗျသူတို့နှစ်ခုရှိနေရင်သူတို့နှစ်ခုပေါင်းပြီးတော့ဘာဖြစ်သွားမလဲဆိုတော့ H2 molecule ဖြစ်သွားမယ်เนาะဒါ theory background ရှိတယ်เนาะသူတို့နှစ်ခုဒါ bond ဖြစ်ပြီဆိုရင် bond energy ကို release လုပ်တယ်အဲ့တော့ hydrogen atom အတိုင်းထက်ကို hydrogen molecule ကစွမ်းအင်နှိပ်တယ်ဒါကြောင့်စွမ်းအင်ပိုနှိပ်တဲ့ hydrogen molecule အနေနဲ့တွေ့ရအဲ့တော့ dwelling atom တွေကိုဒီမှာအဓိကပြောချင်တာက dwelling atom တွေကိုသူတို့ရဲ့ atom အတိုင်းတွေ့ရဖို့ rarely ခဲရင်းတယ်အဲ့တော့ဒါလေးကိုပဲ objective အနေနဲ့ဗျာဒါသူ့တိုင်းကျွန်တော်တို့တွေ့ရဖို့ခဲရင်းတယ်ဆိုပြီးတော့ဒါလာမယ်ဥပမာ atoms or elements are rarely found by themselves in nature ဒါမျိုးမေးလိုက်ရင် true ပေါ့အဲ့ rarely ကိုသူစညံဘတ်စကလုံးပေါ့လေစညံဘတ်စကလုံးအမျိုးမျိုးရေးလို့ရတယ်နောက်ထပ် standard construction လည်းပြောင်းရေးလို့ရတယ်နော်ဥပမာအနေနဲ့ rarely နေရာမှာသူ့ရဲ့စညံဘတ်ပေါ့အတွေ့ရများတယ်ပေါ့ commonly found လို့ဒါမှမဟုတ် chiefly found လို့အဲ့လိုမျိုးပါလာရင်ဒါ false ပေါ့နော်ဒါလေးကကျွန်တော် introduction မှာရှိတယ်ဒါလေးမမေးသေးဘူးနော်ကျွန်တော်ရှေ့မေးခွန်းတွေကိုကြည့်မယ်ဆိုရင် intro ဟာတွေပါမေးတာကိုကျွန်တော်တို့တွေ့ရတယ်နော်ကဲအဲ့တော့ကျွန်တော်တို့ကစက်ကြည့်မယ် everything around acid made up of elements molecules or compound နော်ဒါတော့ကျွန်တော်အားလုံးပေါ့လေ elements တွေ molecules တွေ compounds တွေနဲ့လုပ်ထားတယ်ဒါအခြေခံဓာတုဗေဒမှာသိပြီးသားအဲ့လိုမျိုး molecules တွေ compounds တွေတန်းနဲ့ချီရှိတာဘယ်လောက်လဲပြောလို့မရအများကြီးရှိတာ millions of different chemical compounds မတူညီတဲ့ chemical compounds တွေတန်းနဲ့ချီရှိကျင်တယ်လို့ရှိပါသေးဗျာအဲ့ဒါတွေအားလုံးကို periodic table မှာရှိသော dwelling 118မျိုးနဲ့လုပ်ထားတာဗျအဲ့တော့ဘေးနားမှာလဲကျွန်တော် periodic table လေးပေါ့လေအဲ့မှာ dwelling 118မျိုးရှိတယ်နော်ကဲဒါနဲ့လုပ်ထားတယ်ကဲတော့ကျွန်တော်ဒါကိုလဲ118မျိုးကိုလဲကျွန်တော် highlight လုပ်ထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အောက်မှာဒါ multiple choice မှာပေါ့ everything on the earth are composed of blank elements နော်ဒါ118ပေါ့ဒါ C ကိုကျွန်တော်ရွေးရမှာပေါ့နော်ကဲအဲ့တော့ဒါကျွန်တော်ထင်ထင်ရှားရှားမှတ်မှတ်သားသားဖြစ်အောင်ပြောနေတာနော်ကဲအဲ့ဒီ dwelling 118မျိုးကဒီ 118 no elements က interact with one another တယောက်နဲ့တယောက် interact နော်ကျွန်တော်တို့တက်ရောက်ပြီးတော့ create new unique compounds ပစ္စည်းအသစ်ပြအဲ့ဒီပစ္စည်းရဲ့ဂုဏ်သတ္တိကလည်း unique တူနိုင်မဲ့တယ် that have entirely different chemical and physical properties from the elements that make up them သူလောက်ခဲ့တဲ့ elements တဲ့ chemical properties တွေ physical properties တွေမတူတော့ဘူးဆိုလိုတာပြကျွန်တော်ဆောနာဥပမာလေးနဲ့ပဲပြန်ပြောမယ်
ကျွန်တော်တက်နိုင်တယ်လို့ဥမာပေးရင်ကျွန်တော်တစ်ခုတည်းကိုပဲဆက်ပြီးပေးသွားတယ်မှတ်လွယ်ရ hydrogen molecule လို့ဖြစ်လာတယ်ဒီမှာ hydrogen molecule ဖြစ်လာပြီအဲ့ဒီ molecule ဒီအဲ့ hydrogen molecule ကိုဖြစ်စေတဲ့ hydrogen atom နေနဲ့ဂုဏ်သတ္တိမတူတော့ဘူးအဲ့တော့ဒီဘက်က atom နေနဲ့ဒီဘက်က molecule နဲ့က properties တွေဘာဖြစ်သွားပြီလဲခြားနာသွားပြီနော်ကဲအဲ့တော့ကျွန်တော်တို့ကနော် hydrogen atom တွေပေါင်းပြီးတော့ hydrogen molecule ဖြစ်လာတယ်ဖြစ်လာတဲ့ molecule ဒီ atom နဲ့ဂုဏ်သတ္တိတွေဥမာ melting point တွေ boiling point တွေစသဖြင့်ဟာအရောင်အနက်အရသာဂုဏ်သတ္တိတွေခြားနာသွားပြီဘာကြောင့်ခြားနာသွားတာလဲဒီပစ္စည်းကိုပဲပူးလိုက်တာဂုဏ်သတ္တိခြားနာသွားတယ်ဆိုတော့ဒါစဉ်းစားစရာတစ်ခုပဲလေ This is because the force of attraction သူတို့နှစ်ခုကြားဆွဲအားကြောင့် between the same or different element hydrogen အချင်းချင်းပေါင်းတယ်ဆိုရင် same ပေါ့နော် between the same or different element နော် hydrogen နဲ့နောက် chlorine နဲ့ပေါင်းတယ်ဆိုရင်ဒါမတူညီတဲ့ elements တွေနော်ဖြစ်လာတဲ့ကျွန်တော်တို့ molecule compound ကမူလဟာလာ elements နဲ့ဘာလို့ဂုဏ်သတ္တိခြားနာသွားတာလဲသူတို့ကြားမှာ force of attraction ဆွဲအားဖြစ်သွားလို့အဲ့ကျွန်တော်ပြန်ပြောမယ် hydrogen နှစ်ခုပေါင်းပြီးတော့ hydrogen atom ဒီတိုင်း physically ကတ်လိုက်တာမဟုတ်ပါဘူးသူတို့နှစ်ခုပေါင်းသွားရင်သူတို့နှစ်ခုကြားမှာဘာဖြစ်သွားလဲဆွဲအားဖြစ်သွားတယ် force of attraction ဖြစ်သွားတယ်အဲ့ဒီ force of attraction ဖြစ်သွားလို့ဂုဏ်သတ္တိခြားနာသွားတာဒီ force of attraction ကိုနောက်တစ်မျိုးဘယ်လိုခေါ်လဲဆိုတော့ chemical bond လို့ခေါ်တယ်နော်ကဲအဲ့တော့ကျွန်တော်တို့ကြည့်မယ် The attractive force that hold atom together atom တွေကိုစီးနှောင်ထားတဲ့ဒီဆွဲအားကို are known as chemical bonds လို့ခေါ်တယ်အဲ့ဒါလေးလဲ objective အနေနဲ့လုပ်လို့ကောင်းပါတယ် The attractive force အောက်မှာကျွန်တော် blank type ပေးထားတယ် that hold atom together in compounds are known as ဆိုရင်ဘာထည့်မလဲ chemical bond ကဲတော့ကျွန်တော်တို့ကနောက်ဆက်ကြည့်လိုက်မယ်နော် short question လေးတွေဆိုတော့ how many known elements join together in different way နော် to make everything on the earth ဘာမှရှိတဲ့အရာအလုံး elements ဘယ်နှခုချိတ်ဆက်ပြီးတော့ဖြစ်တည်နေကြတာလဲ118 known elements အဖြေရ118ကဲနောက်တစ်ခု that compounds that entirely different chemical and physical properties from the element that make up them ဖြစ်လာတဲ့ elements ဒီသူ့ကိုလုပ်ခဲ့တဲ့ elements ဖြစ်လာတဲ့ compound တွေကသူ့ကိုလုပ်ခဲ့တဲ့ elements တဲ့ chemical physical properties တွေမတူဘူးဘာကြောင့်လဲကဲဘာကြောင့်လဲကျွန်တော်အစောကသေချာပြောထားတယ် this is because the force of attraction ဆွဲအားကြောင့် between the same or different atoms of these elements form molecules or compounds molecules တို့မဟုတ် compound တိစောက်တဲ့ဟာလားတူညီသောတို့မဟုတ်ကွဲပြားခြားနာသောအထံတွေကြား force of attraction ကြောင့်အားလုံးပဲမင်္ဂလာပါနော်